အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့မှာတော့ Giant Sled Tower Troll ဆိုတဲ့ game ကိုဆောင်းလာကြပါတယ်ဒီ game ဆော့လိုက်ရကျွန်တော်တို့ဒီ game ကတော့ထွက်ထားတော့ကြာပြီဒါပေမဲ့ခုထိတော့လူဆော့များနေဘယ်လိုကြောင်းလို့လဲဒီလိုမျိုး slash ကြီးတွေကြောင်းဟောရတယ်ရုပ်နေဦးရတယ်ဘိုးကောင်ရိုက်ပြလိုက်တာကျေးဇူးအဲ့ဒါအိုးပေါ်လို့ခေါ်တော့တကယ်ပေါ့အိုးမတော့မရီကောနာလို့ကြပါပြီအဲ့မှာ troll နေကြတာကိုလိုရဘလို့တော့ကြမလားတော့ပြပါအောင်ဘလို့ဟောဝမဆောက်ကြရပါဟောမတော့အမေနေလို့ဒီကိုတို့အစေးခေါ်ပါအကောင်လုံးမလားလုံးလား Sorry I don't have ဆိုလေဝါလိုက်တော့အဲ့လိုနိုင်ကြရမှာဒီမေဘောတော့စီရိုးအဲ့လိုမျိုးထိုးရတယ်ဒီကင်းရတော်ထိုးလို့ပေါ့ကင်းပါတော့ဒါရစလိုက်ဒီလဲရှိရဟောစိတ်ပူနေမလို့ပါဘူးခင်ဗျာကျွန်တော်တို့ခုဆိုတော့ဒီအပေါ်ဆုံးတွေကိုတကွာသူများတို့လိုက်ထိုးမှာခေါ်နောက်ပြန်ကျွန်တော်အခက်ဆုံးတာဝါကင်းကိုဆော့အနုံးကြီးတွေမကြိုက်တာပါရင်ဆိုတော့အခက်ဆုံးတာဝါကင်းဘယ်လောက်တောင်ခက်တယ်ဆိုမင်းကြီးတာတော့ဆော့ဒီပါပြီကွာလို့တေးပြီယောဆော့ရည်စားနေရဘာလို့ကလစီတေးတော့ဘယ်လိုလဲ